မင်္ဂလာပါအခုဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကအကြောင်းမျိုးကြောင့်ကိုကတင်ယူလေ့လာမှုကိုလုပ်ဖို့ရအတွက်အစင်မပြေသေးဘူးဆိုလို့ရှိရင်ဒီနီးလန်းလေးကိုအသုံးချကြည့်ပါဒီနီးလန်းလေးကလွယ်ကူတယ်ရိုးရှင်းတယ်ထိရောက်တယ်ကိုယ့်ရဲ့ဘဝထဲမှာကိုဖြစ်ချင်တဲ့အရာတွေကိုလိုချင်တဲ့အရာတွေကိုရလာစေတယ်အဲ့ဒီအရာကဘာလဲဆိုလို့ရှိရင်ကိုမြင်တဲ့သမျှအရာတွေကိုကျေးဇူးတင်ရမယ်ကိုသုံးသမျှပစ္စည်းတွေကိုကျေးဇူးတင်ရမယ်ကိုယ့်ရဲ့ဘဝထဲမှာဖြစ်လာတဲ့ကောင်းတဲ့အရာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုဖြစ်ချင်တဲ့အရာမဖြစ်လာဘူးဆိုလို့ရှိရင်လေရှာကြံပြီးတော့မှကိုကကျေးဇူးတင်တဲ့စိတ်ကလေးကိုထားရမယ်ပြီးရင်ဖြစ်လာသမျှဟာအကောင်းပဲဆိုတဲ့စိတ်ကလေးကိုထားရမယ်ကိုလူတွေကိုတွေ့ပြီးဆိုလို့ရှိရင်လည်းကိုနဲ့တီးတဲ့သူပဲဖြစ်ဖြစ်မတီးတဲ့သူပဲဖြစ်ဖြစ်တက်ရှိတတ်တော်မှန်သမျှကိုကမေတ္တာပို့ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့လုံးရမယ့်အရာလေးကိုပြန်ပြီးတော့ချုပ်ရမယ်ဆိုလို့ရှိရင်နံပါတ်1ချက်ကျေးဇူးတင်ပေးရမှာပဲဖြစ်ပါတယ်ကိုဝတ်တဲ့အင်ကြီးဝတ်ထည်တွေကိုသုံးတဲ့သုံးဆောင်ပစ္စည်းတွေကိုစားတဲ့အစားအစာတွေကိုတောက်တဲ့အရာတွေအဲ့ဒီအရာတွေအားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးလေးစားရတဲ့ဒီလိုဝတ်ရတဲ့အတွက်ဒီလိုနေရတဲ့အတွက်ဒီလိုထိုင်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုမျိုးကိုကျေးဇူးတင်တဲ့စိတ်ကလေးကိုထားပေးရမှာပဲဖြစ်ပါတယ်တိတ်ပံပညာရှင်ကြီး Einstein ဆိုလို့ရှိရင်တော့သူဘာလုပ်လဲဆိုရင်ကျေးဇူးတင်တယ်ဆိုလို့ရှိရင်ဘာကြောင့်ကျေးဇူးတင်တယ်ဆိုတဲ့အရာလေးကိုကိုကထည့်ပြီးတော့မှပြောပြပါတယ်အဲ့တော့မနေ့ကကျေးဇူးတင်တယ်ဆိုလို့ရှိရင်လည်းဘာကြောင့်ကျေးဇူးတင်တယ်ဆိုတဲ့အရာလေးကိုထည့်ပြီးတော့မှပြောပြပါcoffee ကလေးကိုကျေးဇူးတင်တဲ့လိုမျိုးပေါ့ဒီလိုမျိုးလေးကိုကျေးဇူးတင်ပေးပါပြီးတော့နောက်တစ်ခုအနေနဲ့ချုပ်မယ်ဆိုလို့ရှိရင်ကိုမြင်တဲ့တက်ရှိတတ်တော်တွေလူပဲဖြစ်ဖြစ်တရိတ်ဆန်ပဲဖြစ်ဖြစ်အရာအားလုံးကိုကကျေးဇူးတင်တဲ့စိတ်မဟုတ်ဘဲနဲ့တော့ဟိုဟာဖြစ်ပေးရမှာမေတ္တာပို့ပေးရမှာကျမ်းမာပါစေချမ်းသာပါစေအဆင်ပြေပါစေစားနိုင်တောက်နိုင်ပါစေဒီလိုမျိုးကမေတ္တာပို့ပေးရမှာပဲဖြစ်ပါတယ်ဒီအရာလေးဒီလွယ်ကူတယ်ရိုးရှင်းတယ်လူတိုင်းလိုက်လုပ်လို့ရတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်သင်ယူလေ့လာမှုတွေအဆင်မပြေသေးဘူးဆိုလို့ရှိရင်ဒါလေးကိုလုပ်ကြည့်ပါလို့ဒီနေရာလေးကနေ idea လေးပေးလိုက်ချင်ပါတယ်တစ်ချိန်တည်းမှာပဲဒီဗီဒီယိုကိုကြည့်တဲ့မိတ်ဆွေကကိုယ့်ရဲ့ကိုယ်ရောနှုတ်ရောစိတ်ရောသုံးပါးစလုံးကိုtrain ပေးနိုင်ခြင်းနဲ့ကို train ပေးနေတဲ့အကျင့်ကောင်းတွေကိုလုပ်နေတယ်ဒါပေမဲ့အဲ့ဒီအကျင့်ကောင်းတွေကပြက်လိုက်လှုပ်ဖြစ်လိုက်မလှုပ်ဖြစ်လိုက်ပေါ့ဒီလိုမျိုးဖြစ်နေတယ်ဒါမှမဟုတ်ကိုယ့်ရဲ့စိတ်ကိုအလုံးမကျဖြစ်နေတယ်တခုကြုံလာပြီဆိုလို့ရှိရင်စိတ်ထဲမှာအလုံးမကျဘူးဒေါသထွက်တတ်တာမျိုးဒီလိုမျိုးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့စိတ်အကြောင်းကိုလေ့လာကြည့်နီးလန်းကိုလေ့လာကြည့်ပါမနေ့ကိုယ့်ရဲ့စိတ်အကြောင်းကိုသိမယ်ဒီလိုနဲ့ပေါင်းသင်းဆက်ဆံရတဲ့အကြောင်းအရာတွေကိုသိသွားမယ်နားလည်သွားမယ်ဆိုလို့ရှိရင်ကိုပြုပြင်ရတာပြောင်းလဲရတာလွယ်ကူပါတယ်အဲ့တော့ကြောင့်ပြုပြင်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့ training တက်ခြင်းနဲ့ဆိုလို့ရှိရင်တော့NLP basic ကို 2-day training လုပ်ပေးထားတာရှိပါတယ်အဲ့ဒီကzone record ကိုပြန်တည်ပေးမှာပဲဖြစ်ပါတယ် group member ချင်းအနေနဲ့9000ကျပ်တာပေးသွင်းရမှာပဲဖြစ်ပါတယ် join ခြင်းနဲ့ဆိုလို့ရှိရင် CB မှာဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ရှင်အမြဲတမ်းမှတ်ထားပါ hero is you